မင်းရဲ့အိမ်မက်ကကို့အတွက်ဖဲလားဒါမှမဟုတ်ရင်လူတွေကိုအကျိုးဒီကနေ့ significant question အကြောင်းကိုပြောကြမယ် significant ဆိုတာက drink ကို meaning ထည့်တာဖြစ်ပါတယ်ဥပမာအင်္ဂလိပ်စာကောင်းချင်တဲ့သူကကိုယ့်ရဲ့အောက်က junior အငယ်လေးတွေကိုအင်္ဂလိပ်စာသင်ပေးတာမျိုးခုတ်တီငိုဝါသနာပါတဲ့လူကကျောင်းရဲ့ website တွေ club application တွေကိုလုပ်ပေးတာမျိုးပကြီးဝါသနာပါတဲ့လူကကျောင်း poster တွေကိုရေးပေးတဲ့အခါမှာကူညီပေးတာမျိုးဖြစ်ပါတယ်ဒီပါလာရင် motivation ကအလိုလိုကြီးလာတယ်ဒီကနေ့ teacher စုပေးမဲ့ mini essay လေးကတော့ငါ dream နဲ့ငါဘသူကိုကူညီနိုင်မလဲလူတယောက်ကိုစဉ်းစားပြီးခြာရေးလိုက်ပါအဲ့လူကကိုယ့်ရဲ့ friends တငယ်ချင်းလည်းဖြစ်ချင်ဖြစ်နိုင်မယ် family member ဖြစ်ချင်လည်းဖြစ်မယ်ဒါမှမဟုတ်ရင်ကိုယ့်အောက်အတဲကကိုယ့်ရဲ့ junior လည်းဖြစ်ချင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကိုရောက်နေတဲ့ community အတွက်လည်းဖြစ်ချင်နောက် episode 24မှာမေကို10ခုစလုံးကို team checklist အနေနဲ့ပြန်စုပါမယ် teacher စုပါ EMN International School ရဲ့ MD ပါအားလုံးကိုကျေးဇူးတင်ပါတယ်